ဒီကောင်မလေးကတကယ်ကိုထူးဆန်းပါတယ်သူမကကိုယ်တိုင်ကိုချင်းရင်သူ့မျက်နှာကိုဓာတ်ရိုက်ထိုးတယ်ဒါပေမဲ့အဲ့ဒါနဲ့မလုံလောက်ဘူးလို့ထင်တော့ onion နဲ့ master တွေကိုပါအသုံးပြုတယ်ဒီအရာတွေကတော့လူတိုင်းကိုချက်ချင်းကိုစေနိုင်လောက်တဲ့အထိပြင်းထန်ပါတယ်ဒါပေမဲ့ဒီအကျိုးသက်ရောက်မှုကကောင်မလေးတယောက်တည်းပဲမဟုတ်ပဲကုမ္ပဏီရဲ့စုတောင်မျက်ရည်ကျလာခဲ့ပါတယ်တကယ်တော့ဒီကောင်မလေးဟာပင်လယ်မျိုးနွယ် Ocean Clan ရဲ့မင်းသမီးတစ်ပါးဖြစ်ပြီးတခါက Mr. တို့ရဲ့အသက်ကိုမတော်တဆကယ်တင်ခဲ့ပူပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပင်လယ်မျိုးနွယ်ရဲ့မျက်နှိုးရတဲ့အရာတစ်ခုဖြစ်တဲ့ဒီဆေးဆိုတဲ့အရာက Mr. ကုစီကိုမတော်တဆရောက်သွားခဲ့ပါတယ်ဒီအကြောင်းကြောင့်ကောင်မလေးကိုပင်လယ်မျိုးနွယ်ကနေနှင်ထုတ်ပြီးလူသားလောကထဲကိုလာရောက်ရှာဖွေရန်ပို့လိုက်ပါတယ်ဒီတစ်စိမရှိရင်သူမရဲ့မာယာအားလုံးမအလုပ်လုပ်တော့ပါဘူးအဲ့ဒီပစ္စည်းကိုရှာဖွေရင်း Mr. တို့ရဲ့အဆောက်အုံကိုရောက်လာခဲ့ပါတယ်ဒါပေမဲ့လုံခြုံရေးဝန်ထမ်းတွေကသူမကိုခိုးတူလို့ထင်ပြီးလိုက်လံဖမ်းဆီးကြပါတယ်ကောင်မလေးကကြောက်လန့်ပြီးကဲပါဦးလို့អော်လိုက်တဲ့အခါချက်ချင်းပဲ Mr. တို့ဟာမယုံနိုင်တော့အောင်သူမရှိမှပေါ်လာခဲ့ပါတယ်Mr. တို့ကအန်အော်ဘီဘယ်လိုဖြစ်လို့ငါဒီလိုရောက်လာတာလဲလို့မေးပါတယ်ကောင်မလေးကလည်းအမှန်တရားအားလုံးကိုပြောပြခဲ့ပါတယ် Mr. ကသူ့နှလုံးထဲမှာအဲ့ဒီယူသစီတောက်ကနေတဲ့အရာကိုမြင်လိုက်တဲ့အခါအယမ်းအံ့ဩသွားပါတယ်ဒါပေမဲ့သူဘာမှမပြောရသေးခင်လုံခြုံရေးဝန်ထမ်းတွေကကောင်မလေးကိုအပြင်ကိုပစ်ထုတ်လိုက်ပါတယ်ကောင်မလေးရဲ့ရည်ရွယ်ချက်ကယူသစီကိုပြန်ရယူဖို့ပဲဖြစ်ပါတယ်သူမကအခက်အခဲဖြစ်ပြီးငိုနေတဲ့အချိန်မှာ Mr. ကိုပေါ်လာခဲ့တာကိုမှတ်မိနေပါတယ်ဒါကြောင့်အခုလည်းသူမကကိုယ်တိုင်ကိုအောင်စူးစမ်းနေခဲ့တာပါ